ကျမတို့ခန္ဓာကိုယ်ထဲမှာဦးလန်းချောင်းအတွက်အကျိုးပြုတဲ့ဘက်တီးရီးယားတွေရှိတာသိပြီးကြပြီလားဘက်တီးရီးယားဆိုတာအနေနဲ့ဖြစ်စေနိုင်တာမဟုတ်ပါဘူးကျမတို့ရဲ့ကိုယ်ထဲမှာခန္ဓာကိုယ်တစ်ခုလုံးနဲ့ဦးလန်းချောင်းကျန်းမာရေးအတွက်ကူညီပေးနေတဲ့ good bacteria ကောင်းတွေမြောက်များစွာရှိကြပါတယ်ထိုဘက်တီးရီးယားကောင်းတွေဟာအစာချေဖြတ်ခြင်းစားသုံးလိုက်သောအစာအာဟာရများကိုအစာအိမ်ဦးလန်းချောင်းမှတစ်ဆင့်ဆုပ်ယူပေးခြင်းနဲ့ဗီတာမင်များထုတ်လုပ်ရေးမှာပါဝင်ပါတယ်ဒါအပြင် bowel movement လို့ခေါ်တဲ့ဥလှုပ်ရှားမှုနဲ့ခုခံအားကောင်းမှုအတွက်လည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်ပေးပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ထဲမှာဘက်တီးရီးယားကောင်းတွေကလိုအပ်တဲ့ပမာဏအတိုင်းလုံလုံလောက်ရှိနေဖို့အတွက်ပြင်ပကနေလည်းထို good bacteria တွေပါဝင်တဲ့ probiotics ဖြစ်စွာစားတဲ့ဆေးတွေကိုစားသုံးသင့်ပါတယ်။လူသိများတဲ့ probiotics တွေကတော့ဒိန်ချင်း cheese ကင်ဂျီနဲ့ချင်ပတ်များပန်းလေးရှာလကရည်နဲ့အခြားသောတဘာဝအတိုင်းအချင်းပေါက်ထားတဲ့အသီးအနှံများပဲဖြစ်ပါတယ်။စားသုံးရာတွေလည်းဒီနေ့တာအတွက်လုံလောက်တဲ့ပမာဏလျောက်သာစားသုံးသင့်ပြီးအလွန်ကျူးမစားဖို့တတိပေးလိုက်ပါရစေ။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။